Hello everyone, welcome back to my channel. ဒီနေ့ကတော့ Gloria ကိုယ်တိုင်ရှင်းရနေပြီးတော့ဘက်လေးရတဲ့ item 9မျိုးကိုမှာခဲ့တယ်ပေါ့နော်။ဒီခါနဲ့ပေါ့နော်အဲ့ဒီ9000နဲ့ဒီမျိုး item 9မျိုးရတယ်ဆိုတာတော်ထူးဆန်းတော့ပေါ့နော်။တကယ်ရောရတဲ့ဒီငွေအမောက်လေးနဲ့ဒီရခဲ့တဲ့ပစ္စည်းရ quality ကောင်းမကောင်းဆိုတာတော့လူကြည့်မှာပဲသိရမှာပေါ့နော်ဆိုတော့နေ့တော့ရင်းခုန်နေပါပြီကြည့်ရသူထက်စားလို့ရှိတော့ဖောက်ရတဲ့လူကလည်းနေ့တော့ရင်းပို့တုံနေပေါ့နော်တကယ်လို့မလိုက်ဟာရတလွဲဖြစ်သွားရင်မလုပ်လို့မရတော့ဘူးဆိုတော့ let's unbox together ဒါကတော့ first item လေးပါ makeup bag နဲ့တူတယ် wow အသားကြီးကလည်းအေးအေးလေးကောင်းတယ်စစ်ကတော့ရိုးရိုးစစ်ပဲလောကအပေလိုက်ခံမယ်တင်း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 ကိုင်လို့ကောင်းမဲ့ပုံစံမျိုးလေးသူကဒီမှာ star လေးနဲ့ Y2K ဆိုင်လေးပေါ့နော် first item နဲ့နည်းနည်းသဘောကျသွားပြီဖုန်းကားပါမကြည့်လို့ရတယ် look at this ဒါကမပါမဖြစ် accessory ပေါ့နော်ငကက်ရယ်ဆွဲကြိုးရယ်လက်စွပ်ရယ်မှားလိုက်တာပေါ့နော် quality တော့ကောင်းတယ်ဟုတ်ပြီလားနည်းနည်းပြက်လွယ်မဲ့ပုံစံမျိုးဆွဲကြိုးလို့ပဲထင်တာမှာဒါပေမဲ့တော်ထူရရောဆွဲကြိုးอ่ะအဲ့လိုတိုင်ဆွဲစောင့်နေတာမပြတ်တော့ဘူးဆွဲကြိုးငကက်စုပ်ကိုပုံစံတူတူလေးရပဲမှာလိုက်တယ်ပေါ့နော်လက်စွပ်လည်းကြိုက်တယ်ဒါလည်းရှိငကက် Look at this quality တခုကြိုက်ပါဘူးဒီပေါက်ကနှစ်ပိတ်တည်နေမဟုတ်ဘူးအဲ့ဒါပြီးတော့အရန်စင်နှစ်ပိတ်နဲ့ဆိုလို့ရှိရင်ကိုရီးယားကအရန်ပြောက်တာများတဲ့ဒါကတော့အင်ကြီးဖြစ်ပါပြီသူ့ရဲ့ print ကိုကြိုက်လို့ဆိုပြီးတော့ကွာမှာလိုက်တာပုံလေးကနေတော့တစ်ထက်တည်းပဲလို့ပါဒါပေမဲ့သူ့အသားအောင်မကြိုက်ပါဘူးဘာမှပြောင်းပြောင်းနေဆိုတော့ကိုရီးယားသူ့ကို rating နဲ့မဆိုလို့ရှိရင်တော့5 out of 10အရာမှမပြောရင်းရဲ့နောက်ဆုံးတစ်ထည့်လေးကိုကြည့်ကြည့်ပါမယ်ဒါကတော့မပြောင်းဘူးပေါ့ဒီ sticker နေရာကြည့်မယ်fit လို့တော့ဖြစ်နေတယ်တူတယ်ဒါကတော့ကိုယ့်နဲ့ကိုမှားသွားတာပေါ့နော်အဲ့လေဘင်းပေါက်တော့နေကျင်းသွားတယ်နည်းနည်းတူသွားတယ် XL လောက်ဆိုရင်တော့တော်အဆင်ပြေမယ်လို့ထင်တယ်ဆိုတော့ Gloria ရဲ့ဒီ item 9မျိုးကတော့ဒီပိုင်းပြီးသွားပြီပေါ့နော်ဒါပေမဲ့ကြံနေရဲ့ဒါကဒီရန်ကုန်ကနေပဲမှားရတဲ့ online shopping တွေပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းဆက် unbox လုပ်ကြတယ်ဒီလိုကြောပြောင်းလေးပေါ့နော်ဒါကလည်း Bangkok ကနေပဲဒီ scan လေးကရိုးရိုးရည်ရည်ပဲကြီးွားလာမသိနည်းနည်းတော့ကြီးဒါလေးပါဒီလိုအရောင်မျိုးလေးမရှိလို့လေအနက်တိမ်ပဲများနေဒါလေးလည်းရိုးရိုးလေးအမှန်ဒါရဲ့အကောင်တော့နေရာစီတော့မှာတာအခုလုံးဝကောက်တာဟိုကြည့်ရတော့ဒါလေးကလည်းအဲ့လိုပါပဲဟိုနားကဒီနားတော့နောက်ပိုင်းကလေအသက်ကြီးလာလို့ပါမယ်အရင်တော့ဆိုလို့ရှိရင်ကွာပုံနေရိုက်ဖို့ photo shoot အတွက်ကွာဝယ်ဖြစ်တာအများကြီးနောက်ပိုင်းကျတော့လေ daily wear အတွက်နေရာတိုင်းကိုဝယ်သွားလို့ရမယ်ဝယ်စားရပဲဝယ်ဖြစ်တော့အများကြီးဖြစ်စားနေ bubble skirt လေးပါလူရတဲ့တော်ပါလားသူပြောတာ free size လို့ပြောတာတချို့ free size တွေကမယုံရတချို့ free size ကပေါင်လို့လူရပေါင်တစ်ချောင်းမထည့်လို့ရမျိုးကျုံရဘူးလေရှင်းရင်းကနေပြောဘာလို့400ဘူးမှာထားရတဲ့ item တစ်စီးလေးရတန်တယ်လို့ထင်တာမတန်ဘူးလို့ထင်တာဒီတစ်ချက်လောက်တော့ပြပြကြအောင်နော်လူရရဲ့အနေနဲ့ဆိုလို့ရှိရင်ကစောတန်တယ်လို့ထင်တယ်ဆိုတော့ကိုကြိုက်တဲ့ပစ္စည်းဖုန်းလို့တော့နောက်ထပ်ဗီဒီယိုလေးမှာဘယ်လိုဗီဒီယိုလေးနဲ့နောက်မဲဆိုတာကိုတစ်ချက်လောက်စောင့်ကြည့်ပေးကြပါအောင်ရှင်